ကျွန်တော်တို့ကွန်ပျူတာမှာဖောင်းဆိုင်အကြီးအသေးပြင်လို့ရတဲ့နည်းလမ်းလေးဖြစ်ပါတယ်ဒီရဲ့သင်ခန်းစာလေးကတော့ကျွန်တော်စီကိုလာပြီးတော့မေးထားတဲ့အမတရအတွက်ပြန်လည်ပြီးတော့ဖြေကြားပေးရင်းနဲ့အားလုံးလည်းသိချင်နေလောက်မယ်ထင်တဲ့သင်ခန်းစာလေးတစ်ခုဖြစ်တဲ့အတွက်ကျွန်တော်အားလုံးသိရအောင်မျှဝေပေးလိုက်တာဖြစ်ပါတယ်လက်ရှိကျွန်တော်တို့ကွန်ပျူတာမှာမြင်တွေ့နေရတဲ့ဖောင်စလုံးလေးတွေကတေးသေးလေးတွေပဲဖြစ်နေတဲ့အခါမှာဆိုရင်ကျွန်တော်တို့မျက်စိအားနေတဲ့သူတွေအတွက်ဆိုရင်တော့သုံးရတာသိပ်ပြီးတော့အဆင်မပြေဘူးပေါ့နော်ဒီမှာမြင်တွေ့နေရတဲ့စလုံး site လေးတွေကိုကျွန်တော်တို့ကအနည်းငယ်ကျွန်တော်တို့အကြီးအသေးပြင်လို့ရပါတယ်ဒီကနေပြီးတော့မှကျွန်တော်တို့ကစလုံးအကြီးအသေးပြင်ချင်တယ်ဆိုရင်တော့အရင်ဆုံးကျွန်တော်တို့ကွန်ပျူတာရဲ့ setting တွေကိုတစ်ချက်လောက်ဝင်ပေးရမှာဖြစ်ပါတယ်search bar နဲ့ပြီးတော့မှကျွန်တော်တို့ setting ဆိုပြီးတော့ရိုက်ထည့်ပြီးတော့ပဲဝင် keyboard shortcut နဲ့ကျွန်တော်တို့ window key နဲ့ I နဲ့ကိုနှိပ်ပြီးတော့ပဲဝင်အတူတူကျွန်တော်တို့ကွန်ပျူတာရဲ့ setting တွေကိုကျွန်တော်တို့ဝင်လို့ရတယ်ပေါ့နော်ဒီမှာတော့ကျွန်တော်က window key နဲ့ I နဲ့ကိုတစ်ချက်နှိပ်ပြီးတော့ကွန်ပျူတာရဲ့ setting တွေကိုကျွန်တော်တို့တစ်ချက်လောက်ဝင်ပေးလိုက်ပါမယ်window key နဲ့ I နဲ့ကျွန်တော်တို့နှိပ်လိုက်တာနဲ့တပြိုင်တည်းအခုလိုမျိုးကျွန်တော်တို့ကွန်ပျူတာရဲ့ setting တွေရှိတဲ့အခန်းထဲကိုရောက်သွားပါလိမ့်မယ်ဒီရဲ့နေရာလေးရောက်လာပြီဆိုရင်တော့ကျွန်တော်တို့ကွန်ပျူတာမှာမြင်တွေ့နေရတဲ့ဖောင်စလုံးလေးတွေကိုအကြီးအသေးပြင်ချင်တာဖြစ်တဲ့အတွက်ဒီမှာရှိနေတဲ့ကျွန်တော်တို့က is or access ဆိုတဲ့ထဲကိုဆက်ပြီးတော့ဝင်ပေးရမှာဖြစ်ပါတယ် is or access ဆိုတဲ့ထဲကိုကျွန်တော်တို့ဝင်ပြီးသွားပြီဆိုရင်တော့ display ဆိုတဲ့ထဲကိုကျွန်တော်တို့ဆက်ပြီးတော့ဝင်ပေးရပါမယ်ဒီရဲ့နေရာလေးမှာဆိုရင်ကျွန်တော်တို့ဒီမှာ sample tag ဆိုတဲ့နေရာလေးမှာ a စလုံးအသေးလေးရနေပြီးတော့မှအကြီးပုံစံပြောင်းသွားတဲ့နေရာလေးရှိတယ်ပေါ့နော်ဒီရဲ့နေရာလေးမှာကိုကစလုံးဖောင်းဆိုင်ကိုဘလောက်အနေထားလောက်လေးကျွန်တော်တို့သုံးချင်လဲကိုကြိုက်နေတတ်တဲ့ကျွန်တော်တို့အရွယ်အစားလေးကိုပြင်ပြီးတော့မှဒီမှာကျွန်တော်တို့ apply ဆိုတာလေးလုပ်ပေးလိုက်ပါမယ် apply လုပ်လိုက်တာနဲ့တပြိုင်တည်းအခုလိုမျိုးကျွန်တော်တို့ please wait ဆိုပြီးတော့ကျွန်တော်တို့ပေါ်နေပါလိမ့်မယ်ခဏလေးကျွန်တော်တို့စောင့်ပေးရမယ်ပေါ့ဒါလေးကျွန်တော်တို့ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကွန်ပျူတာမှာမြင်တွေ့နေရတဲ့စလုံးဖောင်းပုံစံလေးတွေကအနည်းငယ်ကျွန်တော်တို့ကြီးလာတာကိုကျွန်တော်တို့တွေ့ရပါလိမ့်မယ်ဒီမှာ desktop ပေါ်မှာကျွန်တော်တို့ software နာမည်တွေလည်းကျွန်တော်တို့ကြီးလာတယ်File Explorer မှာကျွန်တော်တို့ဖွင့်ကြည့်လိုက်တဲ့အခါမှာလည်းအစောနာလို့ကျွန်တော်တို့စလုံးလေးတွေကတေးသေးလေးတွေမဟုတ်တော့ဘဲနဲ့အနည်းငယ်ကျွန်တော်တို့စလုံးဖောင်းဆိုင်ကကြီးလာတာကိုတွေ့ရပါလိမ့်မယ်။ဒါဆိုကျွန်တော်တို့အားလုံးနားလည်လောက်မယ်လို့ထင်ပါတယ်။တကယ်လို့အခုလိုမျိုးကျွန်တော်တို့စလုံးပုံစံကြီးတွေအကြီးတွေမလိုချင်ပါဘူး။ပုံမှန်တန်းလေးပြန်ပြီးတော့ထားခြင်းနဲ့ဆိုရင်လည်းအစောနာနေရာလေးမှာဝင်ပြီးတော့မှကျွန်တော်တို့ 100% ပြန်ပြီးတော့ short ပေးရမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်ဒီမှာပုံမှန်အတိုင်းပြန်ထားတဲ့နီလာလေးပါဆက်ပြီးတော့ပြပေးပါမယ်။ window key နဲ့ I နဲ့ကိုတစ်ချက်လောက်နှိပ်လိုက်ပါမယ်ကွန်ပျူတာရဲ့ကျွန်တော်တို့ setting တွေကိုတစ်ချက်လောက်ဝင်ပေးလိုက်မယ်ပြီးရင်တော့ကျွန်တော်တို့ဒီမှာ is or access ဆိုတဲ့ထဲကိုဆက်ပြီးတော့ဝင်လိုက်ပါမယ်ပုံမှန်အတိုင်းပြန်ပြီးတော့ထားချင်တာဖြစ်တဲ့အတွက်ဒီရဲ့နေရာလေးမှာ 100% ပြန်ထားမယ် apply လုပ်လိုက်တယ်ဆိုရင်တော့ကျွန်တော်တို့ကွန်ပျူတာမှာပုံမှန်အတိုင်းလေးပြန်ပြီးတော့မှရရှိသွားတာကိုတွေ့ရပါလိမ့်မယ်ဒါဆိုအားလုံးနားလည်လောက်မယ်လို့ထင်ပါတယ်ဒါကတော့ကျွန်တော်တို့ကွန်ပျူတာမှာဖောင်းဆိုင်အကြီးအသေးကျွန်တော်တို့ပြင်လို့ရတဲ့နည်းလမ်းလေးဖြစ်ပါတယ်